မျိုးသားတွေကြားခွန်အားတိုးပြီးပန်းသေးပန်းညိုမဖြစ်အောင်ဒီချက်တွေကိုယူဆိုင်ပါယောက်ျားတစ်ယောက်အတွက်ခန္ဓာကိုယ်ကြန့်ခံယုံတွေမကပဲကြားခွန်အားကလည်းအမြဲပြည့်ပါနေဖို့လိုအပ်ပါတယ်လူအများစုကဒါကိုထုတ်မပြောပဲကြိတ်မိခံစားနေရတယ်ပါတယ်ငါတော့အရင်လိုမဟုတ်တော့ဘူးလို့စိတ်သက်ကြနေပြီလားပန်းသေးပန်းညိုဖြစ်မှာကိုစိုးရိမ်နေရပြီလားစိတ်မပူပါနဲ့အခုပြောပြမယ့်အချက်တွေကိုသာယူဆိုင်မယ်ဆိုရင်တင်းရဲ့ယုံကြည်မှုတွေကိုပြန်လည်ရရှိစေမှာပါတစ်အိတ်ဆက်ချင်းကအထီးကအရေးကြီးပါတယ်ညဘက်မှာအိတ်ရဝဝဟိတာဟာအမျိုးသားဟော်မုန်းတက်စတိုစတီရွန်ထွက်ရှိဖို့အတွက်အရေးကြီးဆုံးပါဒီနေ့ကိုအနည်းဆုံး9နာရီကနေ10နာရီထိအိတ်ဆက်ပါနှစ်သွေးလဲမှုကောင်းစေတဲ့အစားအစာတွေစားပါသွေးလဲမှုကောင်းမှသာပန်းညိုခြင်းကင်းဝေးမှာပါဖယက်ဒီကညွတ်အခွန်မာနဲ့အနီရောင်ရှိတဲ့အသီးနှံတွေကိုပို့စားပေးပါခယူးကမားစားတဲ့ဇင်းတက်ကျွေသွားတဲ့အစားအစာတွေကလည်းကြားခွန်အားကိုတီးတီးသားသားတိုးစေပါတယ်၃စိတ်ဖိစီးမှုကိုရှော့ချပါလောက်ခွင်ကစိတ်ဖိစီးမှုတွေနဲ့စိုးရိမ်ပူပန်မှုတွေကပန်းညိုခြင်းရဲ့တရားကနေပါပဲစိတ်အပန်းဖြေကအနားယူတာမျိုးလုပ်ရင်လိန်စိတ်ဆန္ဒကိုပြန်လဲနှိုးချစေပါတယ်၄ပုံမှန်လေ့ကျင့်ခန်းလုပ်ပါအထိုင်များတဲ့လူနေမှုပုံစံကသွေးကြောတွေကိုပိတ်ဆို့စေပါတယ်ပေါင်ကျွဲခန်းလေ့ကျင့်ခန်း squats နဲ့သွေးလဲမှုကောင်းစေတဲ့ကာဒီယိုလေ့ကျင့်ခန်းတွေကအောက်ပိုင်းခွန်အားကိုအထူးကောင်းမွန်စေပါတယ်၅ဆေးလိပ်နဲ့အရက်ကိုရှောင်ကျဉ်ပါဆေးလိပ်ကသွေးကြောတွေကိုကျင်းစေပြီးအောက်ပိုင်းစီသွေးစီးစင်းကိုဟန့်တာပါတယ်ဒါဟာပန်းသေးပန်းကြိုထိစေတဲ့အထီးကအကြောင်းအရာတစ်ခုပါပဲကျမကြီးဆိုတာကျူတင်ကာကွယ်တာကအကောင်းဆုံးပါဒီအချက်လေးတွေကိုဒီနေ့ကစပြီးပြောင်းလဲကြည့်လိုက်ပါတင်းနဲ့ဆွမ်းဆောင်ရည်တွေတိတိတတ်တာပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်တင်းနဲ့မိတ်ဆွေတွေတငယ်ချင်းတွေလည်းဒီအချက်တွေကိုသတိပြုမိအောင်ဝေးမြပြီးကူညီလိုက်ပါဦး